ဒီကိုဒီမှာမြင်ပြောက်လေးခြေလိုက်တယ်ပေါ့နော်ခြေပြီးတော့ဇနုစထိုးမယ်ထိုးတဲ့ခါမှာဇနုဒီအနက်ကလေးထိုးမယ်ပေါ့နော်ဒီမြင်ခြေထားတဲ့နေရာလေးကိုနက်ကလေးထိုးမှဖြစ်တဲ့အတွက်အက်ကလေးတွေကိုဒီနိုင်လွန်ကြီးနက်ရောင်လေးကိုဇနုကဒါထိုးလိုက်တယ်ပေါ့နော်ထိုးထားတယ်အဲ့မှာစထိုးတော့မယ်ဆိုတော့ဇနုကဒီနားမှာဒါမြင်သိအယောင်မသိတာပါလို့နော်ဒီနားမှာစထိုးမှာပေါ့နော်သူကတပေါက်ချန်ပြီးတော့မှထိုးလာတာဆိုတော့လေတပေါက်ချန်ပြီးတော့မှမြင်အောင်ချဲတာဆိုတော့အနက်ကလေးကတိတ်မကြံလို့နော်ဒီမှာဆိုရင်ဒီမှာတပေါက်အဖြူတပေါက်ချန်ပြီးတော့အဖြူနေရာမှာဒီအစိမ်းနေရာမှာအနက်ထိုးမှာဆိုတော့အနက်ပေါက်နေရာမှာဆိုရင်စထိုးမယ်ဒီမှာじゃတပေါက်ကညှက်လိုက်တာဆိုတော့လေမထိုးတော့ပဲနဲ့ဒီရဲ့နေရာမှာစပြီးတော့မှ cross stitch လေးစထိုးမယ်နော်အဲ့တော့ခြေလေးကိုယူလိုက်မယ်ပြီးရင်ဒီလိုမျိုးလေးသွားမယ်နော်ဒီလိုမျိုးလေးသွားမယ် cross stitch ဆိုတော့လေအဲ့လိုမျိုးလေးသွားမယ်အဆောင်လေးပေါ့နော်တစောင်းလေးသွားမယ်ခြေစလေးကိုအောက်ကနေတေချာလေးဒီလိုလေးဖိထားနော်ခြေစလေးကိုနောက်ကနေပြီးရင် cross stitch ဖြစ်တဲ့အတွက်ဇနုဒီကနေပြီးတော့ပြန်လာမယ်ပြန်လာပြီးတော့ဒီမှာဒီရဲ့အပေါ်ပေါက်ကိုထိုးမယ်ဒါကိုသူက cross stitch ထိုးတယ်လို့ခေါ်တယ်ပေါ့နော်ဖောင်းလေးပေါ့နော်ဇနုတစ်ခုပေါ့နော်တေတေတက်လှလှပပဖြစ်ဖို့ဆိုရင်ကိုကဒီဟာကိုအောက်ကနေသွားပြီးတော့ဒီဟာကိုအပေါ်ကလာတယ်ဆိုရင်အိုက်တိုင်းလေးကြီးပဲသွားရင်ပိုကောင်းတယ်နော်ပြောင်းမြန်နေကြတခါတလေကြရင်ကြာမှားပြီးပြောင်းမြန်လေးလည်းဖြစ်တတ်တယ်နော်လည်းဖြစ်တာလေးရှိတယ်အိတ်လေးတွေမှာဆိုရင်လေအဲ့လိုမျိုးလေးတွေမဖြစ်အောင်ဆိုတေချာ view ဆိုင်ပြီးတော့ထိုးပေါ့နော်အခုဇနုကဒီအောက်ကနေသွားထားတာဆိုရင်နောက်တစ်ပေါက်ပြီးရင်တစ်ပေါက်ကြော်ပြီးတော့သူကဒီနေရာမှာအဖြူလာမှာနော်အဖြူလာမှာဖြစ်တဲ့အတွက်ဒီမှာမှင်စာလေးရတော့ရှိတယ်အဲ့နေရာမှာအနက်သွားမှာအဲ့တော့အနက်ထိုးဖို့အတွက်ကိုဇနုကဒီဘက်တစ်ပေါက်ကြော်တော့ဒီပေါက်ကိုမထိုးဘဲနဲ့ဒုတိယပေါက်နေရာမှာဒီအနက်ချီထိုးဖို့အတွက်ကိုလာမယ်ပေါ့နော်အဲ့ဒါလည်းဇနုကနေဟုတ်တယ်နော်ဒီလိုသွားထားတာအသွားမှားလို့ရှိရင်ကျတော့နည်းနည်းလေးမလှဖြစ်မှာဆိုလို့ဖောင်းတာလေးမတူရင်လေအဲ့လိုသွားမယ်ပြီးရင်ဒီဘက်ကနေလာပြီးတော့တခါကျိုးရှိမထားနဲ့ကျိုးရှိထားရင်ထုံးသွားတတ်တယ်နော်သူကကျိုးအထဲကိုချီထဲတဲ့ခါမှာလေကျိုးရှိမထားနဲ့ကဲအဲ့တော့ဒါဆိုရင်နှစ်ကွက်ရသွားပြီနော်နှစ်ကွက်ရသွားပြီအဲ့အောက်တန်းကိုကျွန်တော်ထိုးပြမယ်ပေါ့နော်ချီရလည်းပြုတ်သွားလို့အဲ့ဒါပြီးရင်သူအဖြူကို9ခွက်လာမှာဒီမှာအဖြူလေးလာတော့မှာ1 2 3 4 5အဖြူ9ခွက်လာမှာဖြစ်တဲ့အတွက်ဒီမှာစလာပြီပေါ့နော်အဖြူ9ခွက်1ပြန်ပြောနော်1 2 3 4 5ဆိုအခုဒါဒီဘက်ကိုထပ်ထိုးမယ်ဆိုရင်9ခွက်ချန်ပါနော်9ခွက်ချန်ပြီးတော့အဖြူ9ခွက်ထိုးဖို့ဆိုတော့လေ1 2 3 4 5အဖြူ9ခွက်ထိုးဖို့အတွက်ဒီမှာဆိုတော့အရာလေးပေးထားတဲ့အနက်ထိုးဖို့အတွက်เนาะအဲ့မှာစပြီးတော့အနက်လေးထိုးမယ် cross stitch လေးပဲပေါ့เนาะ cross stitch ဆိုတော့အဲ့လိုလေးထိုးသွားမယ်အဲ့တော့ပြီးရင်အဖြူတစ်ပေါက်ချန်မယ်အဖြူတွဲတစ်ပေါက်ချန်တော့ဒီမှာဒါအဖြူစချန်မယ်เนาะချန်မှာဖြစ်တဲ့အတွက်ဒီနေရာမှာအနက်ထိုးမယ်မထုံးတယ်เนาะဒါတော့အရှည်ကြီးယူမထားဘူးအရှည်ကြီးယူရင်ပို့ထုတ်ဆန်လို့နည်းနည်းကြာတာပေါ့ထုံးသွားရင်တော့နော်အဲတော့ဒီလိုလေးတစ်ခါထိုးမယ်ဒါပြီးရင်တို့ပတန်မှာဆိုရင်ဒါ9ခွက်ချမှာပေါ့နော်အဲ့တော့အဖြူ9ခွက်ထိုးဖို့ချမှာ1 2 3 4 5ဆိုတော့ဒီမှာဆိုမြင်စာလေးထားတဲ့အနက်ထိုးဖို့အတွက်ပေါ့နော်အဲ့မှာတစ်ခါအနက်လေးကိုတစ်ခွက်ထိုးမယ်ပြထားတဲ့ပုံလေးကို23ခွက်ရှိပါတယ်စီထားပြပါနော်ပြီးရင်နောက်တစ်ပေါက်အဖြူထိုးဖို့တစ်ခွက်ချန်ပြီးတော့အနက်တစ်ခွက်ထပ်ထိုးမယ်နော်မှင်ရလေးတွေကကြတော့လေချက်ချင်းမှင်ရပေးပြီးတော့ထိုးလို့ရှိရင်မှင်မချောက်ရင်ပေးတာလက်မှလည်းပေးတယ်ဒီလားဒီမှာလည်းနည်းနည်းပေးတတ်တယ်အဲ့လေးတော့ဂရုစိုက်နော်အနက်ကတော့ကိစ္စမရှိဘူးဖြူတို့ပါလို့ကြာနည်းနည်းလေးမှင်စွန်းနေပါတော့ရောင်မှုတာလေးကြတော့ကဲအဲ့တော့ဒီခါတော့ဒီအပေါ်တန်းကိုတက်မယ်နော်အပေါ်တန်းကိုတက်ပြီးတော့မလို့ထိုးမှာအပေါ်တန်းမှာကျတော့ तू က3ခွက်ချန်ပြီးတော့ထိုးတာဆိုတော့လေဒီမှာအပေါ်တန်းမှာကျတော့မမြင်အောင်လေဒီမှာအပေါ်တန်းရောက်သွားပြီနော်အပေါ်ဒီဘက်ကိုဒီမှာအဖြူ1 2 3 4ခွက်ကျန်တာပေါ့နော်ဒီမှာအဖြူထိုးဖို့1 2 3ဒီမှာဆို4ခွက်ပြန်မှာဆိုတော့ဒီဘက်မှာတစ်ပေါက်ညှက်ထားတာဆိုတော့နော်1 2 3 4နော်1 2 3ဒီဘက်မှာကျတော့ဟိုကမမြင်ရတော့ဘူးပေါ့နော်အဲ့တော့အပေါ်နေရာမှာထပ်ပြီးတော့ကျွန်တော်
တက်မယ်ပေါ့နော်အပေါ်နေရာမနကဒီတကွက်မပါဘူးเนาะဒီတကွက်ကကျတော့ဒီဘက်ကိုကျွန်တော်ထိုးလိုက်တဲ့ဥစ္စာနဲ့ဆိုတော့လေအပူယူရတာဆိုတော့ဒီကနေဆိုတော့ပြန်ထုတ်ပြမယ်เนาะဒီလိုစောင်းစောင်းလေးဖြစ်ရမှာအဲ့အတွက်ကိုဆိုတော့ကဒီအနက်ကိုဒီလိုသွားမယ်เนาะဒီဘေးကနေသွားမယ်เนาะသူ့ဘေးမှာအဲ့လိုစောင်းစောင်းလေးကျန်ရမှာဆိုတော့လေဒီလိုလေးသွားမယ်เนาะဒါကိုဆိုရင်လိုလေးသွားမယ်ပြီးရင်ဟိုလိုလေးမစွဲချင်တဲ့သူတွေကျတော့ပတ်တန်လေးကိုပဲကြည့်ပြီးတော့လေထိုးသွားရင်လည်းရတယ်ပတ်တန်လေးကိုဖုံးတစ်လုံးနဲ့ပေါ့နော်ပတ်တန်လေးကိုကြည့်ပြီးတော့ဒီဟိုလိုက်ထိုးလည်းရတယ်နော်ဒီအကွက်လေးလိုက်ဖို့လည်းရတယ်ပြီးရင်တပေါက်ချားမယ်တပေါက်ချားပြီးတော့လာမယ်ဆိုတော့တို့ဒီတိုင်းလေးလာမယ်နော်အဲ့လိုလေးလာမယ်ပြီးရင်9ခွက်ချမယ်ဆိုတော့1 2 3 4 5ဆိုတော့ဒီမှာတစ်ခါလာထိုးမယ်အဲ့တိုင်းလေးဆိုရင်တော့ထိုးတက်မယ်လို့ယူဆရတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုလေးတွေအနက်ကလေးတွေကြီးပဲအပြည့်ထိုးခဲ့ပေးပါလားနော်ပြီးရင်ဒီမှာအဖြူကိုတစ်ပေါက်အဖြူခွဲစာချန်ပြီးတော့အနက်ပြန်ထိုးမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအနက်ကိုထိုးချင်တဲ့အရာကိုဖြစ်တဲ့အရာပေါ့နော်ကျွန်တော်တော့အနက်ထိုးတာကိုကြိုက်တဲ့အရာကိုခံရောင်လေးကိုအဲ့လိုမျိုးလေးအရင်ဆုံးလိုက်ထိုးပေါ့နော်ပြီးရင်ဒီမှာ9ခွက်ချန်မယ်1 2 3 4 5ခွက်ချန်မှာဖြစ်တဲ့အတွက်ဒီကဒီလိုလာမှာနော်အဲ့တော့ဒီမှာလာပြီးတော့ဒီလိုအဆောင်လေးထိုးမယ်ထပ်ပြီးတော့ပြီးရင်အဖြူလေးကိုတစ်ခွက်ချန်ပြီးတော့အနက်ကိုတစ်ခါအဲ့လိုလေးထိုးမယ်နော်ကဲအဲ့ဒါပြီးရင်နောက်တစ်ထန်းပေါ့နော်နောက်တစ်ထန်းကျတော့ဒီကနေစထိုးမယ်ဒီလိုလေးထိုးမယ်နော်ဒါလေးအနက်ကလေးစလိုက်မယ်စပြီးတော့တစ်ခွက်ကြော်ပြီးတော့တစ်ခါနော်တစ်ခွက်ကြော်ပြီးတော့အနက်လေးထိုးမယ်ပြီးရင်9ခွက်အဖြူစား9ခွက်ကိုချမ်းမယ်နော်ဒီမှာ1 2 3 1 2 3 4 5ခွက်ချမ်းမှာဆိုတော့ဒီမှာအနက်ကိုလာထိုးမယ်နော်အဲ့လိုမျိုးလေးတွေစုံဒီတန်းလေးထိုးဆိုတော့ဒီနားမှာတော့ကအပေါ်ဒီအမဲလေးတွေထိုးတာလေးကိုပြမယ်ဆိုတဲ့ဥစ္စာမှာဗီဒီယိုလေးဖုန်းလေးအဆင်မပြေဖြစ်သွားလို့ပေါ့နော်အဲ့ဒါဆိုတော့ဒီအရာလေးကိုထိုးတာလေးပြပေးမယ်ပေါ့နော်ပုံမှန်ပဲပေါ့နော်ဒီအကွက်လေးတွေတိုင်းကိုဆိုတော့ဒီအမဲမြင်ချယ်ထားတဲ့နေရာလေးတွေကိုလိုက်ပြီးတော့ထိုးသွားလို့ရတယ်ပေါ့နော်ဒီချာလေးလေပြီးတော့ထိုးတဲ့ခါမှာလဲဆိုတော့ပြောသလိုပဲပေါ့နော်ဒီတလိုင်းနဲ့ဒီလိုမျိုးပေါ့နော်ဒီဆောင်းလေးတွေတွားရင်ပိုကောင်းတယ်တစ်ဖက်သေးပေါ့နော်ဒီဘက်ကိုဥပမာအပေါ်တက်တယ်ဆိုလဲအပေါ်အဲဆောင်းလေးဆိုပိုလှပေါ့နော်ဆောင်းကဒီဘက်ဖြစ်သွားလိုက်တစ်ခုကြာဟိုဘက်ဖြစ်သွားလိုက်ဆိုရင်နည်းနည်းလေးအဖောင်းလေးတွေကမညီတာလေးရှိတယ်ပေါ့နော်ရှိတတ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရှိပါတယ်ကျွန်တော်ကအဲ့ဒါဒီဟာထိုးရင်းနဲ့ပေါ့နော်ဗီဒီယိုရိုက်တဲ့ခါမှာအဆင်မပြေဖြစ်သွားလို့ဒါလေးနဲ့ဒါပြန်ပြပေးရပါတော့ဘာကဒီမှာလာရမှာအပေါ်ကိုသွားတဲ့ခါလဲအဲ့လိုမျိုးလေးပဲခြိသိမ်းတဲ့ခါမှာလဲအဲ့ဒီလိုအနောက်ကိုခြိကုန်သွားတဲ့ခါမှာလဲနောက်ကနေဒီလေခြိစာလေးကိုထားပြီးတော့မှဒါနောက်ခြိထိုးတဲ့ဟာနဲ့ပြန်ပြီးတော့သွားလို့ရတယ်ပေါ့နော်ပြန်သိမ်းလို့ရတယ်ဒါဒီတစ်ခုတက်မယ်ဆိုလဲဒီကနေပဲတောက်လျှောက်တက်လိုက်တယ်ပေါ့နော်။ငါထိုးထားတဲ့နေရာလေးကနေ